အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့ကင်းပြည်များဤထပ်ကိန်းများဆိုတဲ့အကြောင်းအရာကိုလေ့လာကြအောင်အဲ့တော့ထပ်ကိန်းများဆိုတဲ့အခေါ်အဝေါ်လေးကိုလေ့လာမယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒီနှစ်အမြောက်နှစ်ပေါ့နော်နှစ်အမြောက်နှစ်ဒါဆိုရင်တော့၄ပေါ့နော်အဲ့တော့ဒီတူတဲ့ကဏ္ဍတွေပေါ့နော်တူတဲ့ကိန်းတွေနှစ်ကို3ခါမြောက်မယ်4ခါမြောက်မယ်ဆိုတော့အဲ့လိုမျိုးမြောက်တဲ့ခါမှာဆိုရင်2 4ခါဆိုရင်တော့16ရမယ်ပေါ့နော်တကယ်လို့များနှစ်ကို10ခါမြောက်မယ်ပေါ့နှစ်ကို10ခါမြောက်သွားမယ်ဒီဟာဒါ10လုံးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရေးတဲ့ခါမှာနှစ်အမြောက်ဆိုပြီးတော့မှ10ခါရေးရင်ကိုယ့်ရဲ့ဒီ space ကနော်နေရာလောက်ကအများကြီးရေးရမှာပေါ့နော်တကယ်လို့အလုံးတရာနှစ်ကိုအခါတရာမြောက်မယ်ဆိုရင်နှစ်ကြီးပဲအခါတရာရေးနေရမှာအဲ့တော့ဒီနီးကအလုံးမဖြစ်ဘူးနော်အဲ့တော့အဲ့လိုမျိုးရေးတဲ့နီးကိုပို့ပြီးတော့မှလွယ်သွားအောင်ပုံစံပြောင်းပြီးရေးမယ်အဲ့တော့ဒီမှာဆိုရင်နှစ်ကို10ခါမြောက်တာဖြစ်လို့နှစ်10ထပ်ဆိုပြီးတော့မှဒီနှစ်ဆိုတဲ့ကိန်းရဲ့အပေါ်နားလေးမှာကိန်းတစ်လုံးထပ်ထည့်လိုက်မယ်နော်နှစ်10ထပ်ပေါ့နော်ဒါဆိုရင်သူကနှစ်10လုံးမြောက်တယ်ဆိုတဲ့အဓိပ္ပာယ်ရသွားတယ်နော်တကယ်လို့များနှစ်ကိုနော်ဒီမှာမြောက်မယ်ဘယ်နှလုံးမြောက်မလဲဆိုရင်အလုံး100မြောက်မယ်နှစ်ကြီးပဲအလုံး100မြောက်မယ်ဆိုရင်နော်အဲ့ဒါကိုပို့ပြီးတော့မှလွယ်ကူသွားအောင်နှစ်အထက်100ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော်နှစ်100ထပ်ပေါ့ဆိုတော့အဲ့လိုမျိုးဥစ္စာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲပေါ့နော်ဒါဆိုရင်နှစ်10ထပ်ဆိုရင်2 to the power 10လို့ရေးမယ်to the power 10ဒီကောင်ဆိုရင်2 to the power 100ပေါ့အဲ့တော့ထညုံပေါ့နော်ဒီအပေါ်မှာရှိတဲ့ကိန်းကိုပြောတဲ့ခါကျရင် to the power ဆိုတဲ့အသုံးနှုန်းလေးနဲ့ပြောမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုရင်ဆက်ကြည့်ရအောင်အဲ့တော့ဒီမှာတော့ဘယ်ကိန်းဆိုတာမျိုးမပြောတော့ဘူးကိုစားပြုတဲ့အနေနဲ့ A ဆိုတဲ့ကိန်းလေးကိုပြောလိုက်မယ်ပေါ့နော်အဲ့တော့ A ဆိုတဲ့ကိန်းလေးတွေကိုပေါ့သူကတူတော့တူရမယ်နော် A ဆိုရင် A တွေဥစ္စာပဲမျှမယ် B ဆိုရင်လည်း B ဆိုတာပဲမျှမယ်အဲ့တော့ A တွေကိုဘယ်နှခေါက်မျှမလဲဆိုရင် B ခါပေါ့နော်ဟိုစောနာပြောတဲ့ဥစ္စာဆိုရင်20ခါဆိုတော့အဲ့ဒီပုံစံမျိုးပဲ A ကို B အခါပေါ့နော် B အချိန်မြောက်မယ်ဆိုရင်ဆိုတော့အဲ့ဒါတွေကို A to the power B ဆိုပြီးတော့မှဖော်ပြမယ်ဆိုတော့အဲ့လိုဖော်ပြခြင်းအဖြစ်เนาะဒါလေးကိုကြည့်ခြင်းအဖြစ်ဒီဘယ်နှခါမြောက်လဲဆိုတာကိုတန်းပြီးတော့မှသိသွားမှာပေါ့เนาะအဲ့တော့ဒီနေရာမှာအခေါ်အဝေါ်လေးကိုတစ်ချက်ကြည့်ရအောင်အဲ့တော့ A to the power B ဆိုရင် A to the power B ဟုတ်ပြီเนาะအဲ့တော့ဒီကောင်မှာเนาะ A အောက်ခြေမှာရှိတဲ့ခဏန်းကိုကိန်းကိုအခြေလို့ခေါ်တယ်အပေါ်မှာရှိတဲ့ကိန်းကိုကျတော့ထညောလို့ခေါ်တယ်ဟုတ်ပြီနော်အခြေနဲ့ထညောအဲ့တော့အခြေကိုအင်္ဂလိပ်လိုအဖြစ်ဆိုရင်တော့ base လို့ခေါ်တယ်အခြေထညောကိုကျတော့ power လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင် A to the power B ဟုတ်ပြီနော်ကဲအဲ့ဆိုရင်နှစ်အမြောက်နှစ်ဆိုရင်4ရမယ်ပေါ့နော်အဲ့တော့နှစ်နဲ့ထပ်ပေါ့2 square equal to 4အဲ့တော့ဒီနေရာမှာမှတ်သားစရာကကြတော့တကယ်လို့ထညောဒီနှစ်လို့နှစ်ဖြစ်နေပေါ့နော်2 to the power 2လို့မပြောတော့ဘူးဘာလို့ပြောမလဲဆိုရင်2 square လို့ပြောမယ်တကယ်လို့များ3နှစ်ခါမြောက်မယ်ဒါဆိုရင်3နှစ်ထပ်နော်3နှစ်ထပ်ဒီ9 3 3 9เนาะအဲ့တော့ဒီနေရာမှာအမှတ်မှားတက်တာကတော့3နှစ်ထပ်ဆိုရင်3နဲ့2နဲ့ကိုမြောက်ခိုင်းတာမဟုတ်ဘူးเนาะ3နှစ်ခါမြောက်တယ်လို့ယူအဓိပ္ပာယ်ရတယ်အဲ့တော့ចောင်းသားတော်တော်များများအဲ့ဒါကိုမှားတယ်3နှစ်ထပ်ဆိုရင်6လို့ပြောတယ်ဒါဒီမှားတယ်เนาะ3နှစ်ထပ်ဆိုရင်3 3 4 9အဲ့တော့ဒါဆိုရင်တော့3 squared အဲ့လိုဖတ်ရမယ်เนาะ3 to the power 2လို့ဖတ်စရာမလို3 squared ပေါ့เนาะကဲအဲ့တော့အပေါ်မှာ1နဲ့မြောက်တယ်ဆိုရင်တော့1နဲ့ထပ်ပေါ့เนาะအဲ့တော့1နဲ့ထပ်ဒီ1ပဲရမယ်ဟုတ်ပြီเนาะ1နဲ့မြောက်ရင်1ပဲလေเนาะအဲ့ဆိုရင်တော့ဒါဒီ1 squaredဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်မယ်4နဲ့မြောက်တယ်ဆိုရင်4နဲ့ထပ်4 square equal to အဲ့တော့4နဲ့ထပ်ဒီဘာဖြစ်မလဲ8ဖြစ်မလားမဖြစ်ဘူးနော်
4နှစ်လီ8ကိုပြောချင်တာမဟုတ်ဘူး4လီ16 4နှစ်ခါမြောက်မှာ4လီ16เนาะဒါဆိုရင်ဒါဒီ4 squared လို့ဖတ်မယ်ဟုတ်ပြီเนาะအဲ့တော့ဒီလိုမျိုးပေါ့တစ်ကနေစပြီးတော့မှ9အမြောက်9 6အမြောက်6ဆိုတော့အဲ့လိုမျိုးရှာသွားရင်เนาะဒီမှာအစကနေပြန်ရေးအောင်အဲ့တော့1နဲ့ထပ်ဒီ1 square ဒီ1ပဲရမယ်2 square 2နဲ့ထပ်ဒီ2နဲ့4 4ရမယ်3 square 3နဲ့ထပ်ဒီ9ရမယ်4 square ဆိုရင်16 5 square ဆိုရင်25 6 square ဆိုရင်36 7 square ဆိုရင်49 ရမယ်เนาะအစရှိသဖြင့်ပေါ့အဲ့တော့နှစ်ထပ်တင်လို့ရလာတဲ့ဂိမ်းတွေကိုဘာခေါ်လဲဆိုရင်နှစ်ထပ်တိဂိမ်းလို့ခေါ်တယ်ဟုတ်ပြီเนาะဒီမှာ1 4 9 16 25 36 49အစရှိသဖြင့်ဂိမ်းတွေကိုနှစ်ထပ်တိဂိမ်းလို့ခေါ်တယ်ဟုတ်ပြီเนาะကဲဒါဆိုရင်ဒါနှစ်ထပ်ပေါ့ကဲသုံးထပ်ကိုတွားကြည့်ရအောင်เนาะအဲ့တော့1 3ထပ်ဒီ1 3ခါမြောက်တာလေเนาะအဲ့တော့1 3ထပ်ဆိုရင်1ကိုဘယ်နှခေါက်ပဲမြောက်1ပဲပြန်ရမှာเนาะအဲ့တော့2 3ထပ်ဆိုရင်2 times 2 times 2နဲ့3ခါမြောက်မယ်အဲ့တော့2နဲ့4 4နဲ့4 8အဲ့တော့2 3ထပ်ဒီ8ရမယ်အဲ့တော့3 3ထပ်ပေါ့เนาะအဲ့တော့3ကျုအော်ဒီနေရာမှာစကလုံးတစ်ခုထပ်သင်ပေးမယ်စောနာ2ထပ်ဆိုရင် square လို့ပြောတယ်အခုဒီမှာ3ထပ်ဆိုရင်တော့ကျုเนาะအဲ့တော့3ကျု3ထပ်ဆိုရင်3 times 3 times 3ဟုတ်ပြီเนาะအဲ့တော့3 3လီ9 9 3လီ29 27ဆိုတာရမယ်เนาะအဲ့တော့4 3ထပ်4ကျုဆိုရင်4 times 4 times 4အဲ့တော့4 4လီ16 16 4လီ64เนาะအဲ့တော့5ကျု5 3ထပ်ဆိုရင်5 times 5 times 5 5 5လီ25 25 5လီ125ဆိုတာရမယ်เนาะအစရှိတဲ့ဖြစ်အဲ့လိုမျိုးတစ်ကနေစပြီးတော့မှအပေါင်း KB တွေကို3ထပ်တင်သွားလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဒီမှာရလာတဲ့တန်ဖိုးလေးတွေဖြစ်တဲ့1 8 27 64 125အစရှိတဲ့ဖြစ်ဂိမ်းတွေကိုဘာခေါ်မလဲဆိုရင်3ထပ်တိဂိမ်းတွေလို့ခေါ်မယ်เนาะဒါတွေကိုဘာခေါ်မလဲဆိုရင်3ထပ်တိဂိမ်းများ3ထပ်တိဂိမ်းများဟုတ်ပြီเนาะအဲ့တော့နှစ်ထပ်တိဂိမ်းကိုလည်းတီးပြီး3ထပ်တိဂိမ်းကိုလည်းတီးပြီးဆိုရင်4ထပ်တိဂိမ်းတို့5ထပ်တိဂိမ်းတို့ကိုဆက်ရှာသွားလို့ရတယ်အဲ့တော့4ထပ်တိဂိမ်းဆိုရင်တော့1 to the power 4 2 to the power 4 3 to the power 4ဆိုတော့အဲ့လိုမျိုးပေါ့เนาะ1 to the power 4 2 to the power 4 3 to the power 4 4 to the power 4 5 to the power 4အဲ့လိုမျိုးရှာသွားလိုက်ဒါဆိုရင်ဒါဒီ4ထပ်တိဂိမ်း5ထပ်တိဂိမ်းတို့ဆိုရင်1 to the power 5 2 to the power 5 3 to the power 5 4 to the power 5 5 to the power 5ဆိုတော့အဲ့လိုမျိုးတွေရှာသွားရင်ဒါဒီ5ထပ်တိဂိမ်းဆိုတာရမယ်ဟုတ်ပြီเนาะကဲဆက်ပြီးတော့မှလေ့လာကြအောင်เนาะဥပမာဒီမှာကြည့်မယ်เนาะအဲ့တော့4နဲ့2နဲ့မြောက်ရင်ဘာရလဲဆိုရင်4နဲ့2နဲ့မြောက်ရင်8ရတယ်เนาะဒါဒီအမြောက်ပေါ့အဲ့တော့သူ့ရဲ့ပြောင်းပြန်ကဘာလဲဆိုအမြောက်ရဲ့ပြောင်းပြန်ဒီအစားအဲ့တော့ဒီ4ကိုရချင်တယ်ဆိုရင်ဘာလုပ်ရမလဲ8ကို2နဲ့စားရင်4ရတယ်ဟုတ်ပြီเนาะအဲ့တော့အမြောက်နဲ့အစားဒီပြောင်းပြန်အဲ့တော့အပေါင်းနဲ့အနှုတ်ဒီလည်းပြောင်းပြန်မယ်ဥပမာ3 plus 2 equal to 5ဒါဆိုရင်3ကိုလိုချင်ရင်3 equal to 5 minus 2เนาะအပေါင်းရဲ့ပြောင်းပြန်ဒီအနှုတ်ထိုနည်း၎င်းပဲထပ်ညှောရဲ့ပေါ့เนาะထပ်ကင်းရဲ့ပြောင်းပြန်ကဘာလဲဆိုတာကိုကြည့်ရအောင်အဲ့တော့စောနာပြောထားတယ်လေเนาะ2 power 3 2ကျုနှစ်3ထပ်ဒီဘယ်လောက်လဲဆိုရင်8เนาะနှစ်3ထပ်ဒီ8အဲ့တော့နှစ်ကိုလိုချင်ရင်နှစ်ဒီဘာလဲဆိုရင်8ရဲ့3ထပ်ကိရင်းလို့ပြောမယ်เนาะ3ထပ်ကိရင်းအဲ့တော့ကိရင်းကိုဘာသင်္ကေတနဲ့ကိုစားပြုလဲဆိုရင်ဒီလိုမျိုးသင်္ကေတလေးနဲ့เนาะဒီအပြင်အထက်မှာ3လို့ထည့်လိုက်မယ်เนาะဒါဆိုရင်နှစ်ဒီ8ရဲ့3ထပ်ကိရင်းနှစ်ဒီ8ဤ3ထပ်ကိရင်းเนาะကိရင်းဆိုတဲ့အသုံးနှုန်းဟုတ်ပြီเนาะအဲ့တော့အဲ့ဒါကို root လို့ခေါ်တယ်ဟုတ်ပြီเนาะကဲဟုတ်ပြီအဲ့တော့4နှစ်ထပ်သည်16
အဲ့တော့4ဒီဘာလဲဆိုရင်16ရဲ့နှစ်ထပ်ကိန်းရင်းဟုတ်ပြီနော်ဒီမှာနှစ်ထပ်ရှိတာမဟုတ်လို့ဒီမှာနှစ်ထပ်ကိန်းရင်းလို့ပြောတယ်ဒါပေမဲ့နှစ်ထပ်ကိန်းရင်းမှာဒီမှာ2လို့ရေးစရာမလိုဘူးဟုတ်ပြီနော်အဲ့တော့4ဒီ16ဤနှစ်ထပ်ကိန်းရင်းဟုတ်ပြီနော်အဲ့တော့နှစ်ထပ်ကိန်းရင်းဆိုရင် square root သုံးထပ်ကိန်းရင်းဆိုရင်တော့ cube root ပေါ့နော်ဆိုတော့အဲ့လိုမျိုးမှတ်ထားရမယ်အဲ့တော့ထပ်ကိန်းနဲ့ထပ်ကိန်းရင်းဒီဖြောင်းပြန်နေပေါ့နော်ကဲဒါဆိုရင်လေ့ကျင့်ခန်းလေးတွေတွားရအောင်အဲ့တော့3ထပ်ကိုရှာပါเนาะအဲ့လိုမေးလိမ့်မယ်အဲ့တော့3ထပ်ကိုရှာပါဆိုရင်3ကိုဘယ်နှခေါက်မြောက်မလဲ3ခါမြောက်မယ်ဒါဆိုရင်တော့ဘယ်လောက်ရမလဲ3 3 4 9 9 3 29ဆိုတာရမယ်ဟုတ်ပြီเนาะကဲ2 5ထပ်ကိုရှာပါအဲ့ဆိုရင်2 5ခါမြောက်လိုက်เนาะအဲ့တော့2နဲ့4 4နဲ့4 8 8နဲ့4 16 16နဲ့4 32ဆိုတာရမယ်ဟုတ်ပြီနော်ကဲအဲ့တော့ထပ်ကင်းကိုရှာတာတော့လွယ်လေနော်သူကဘယ်နဲ့ထပ်လဲဆိုတာကိုကြည့်လိုက်ပြီးရင်ဒီကင်းကိုဒီအရေးတွက်နဲ့မြှောက်လိုက်ဒါဆိုရင်ရမယ်အဲ့တော့ထပ်ကင်းရင်းနေပေါ့ဥပမာ square root of 25ကိုရှာပါနော်အဲ့တော့25ရဲ့နှစ်ထပ်ကင်းရင်းကိုရှာပါဆိုရင်ဘယ်လိုစဉ်းစားရမလဲဆိုရင်25ဒီဘာကင်းရဲ့နှစ်ထပ်လဲဆိုတာစဉ်းစားရမယ်ဟုတ်ပြီနော်အဲ့တော့25ဒီတကယ်ကဘာလဲ9နှစ်ထပ်ဟုတ်ပြီနော်ဒါဆိုရင်square root of 25ဒီဘာနဲ့ညီလဲဆိုရင်5နဲ့ညီတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကြည့်ရအောင်ဒီမှာမေးခွန်းကကျတော့ cube root of 27 29ရဲ့3ထပ်ကိန်းရင်းဟုတ်ပြီနော်အဲ့တော့29ရဲ့3ထပ်ကိန်းရင်းကိုမေးတယ်ဆိုရင်29ဒီဘယ်ကိန်းရဲ့3ထပ်လဲပေါ့ဘယ်ကိန်းရဲ့3ထပ်လဲအဲ့တော့29ဆိုတာဒီ3ထပ်ပေါ့ဟုတ်ပြီနော်အဲ့တော့ cube root of 27ဆိုရင်ဘာနဲ့ညီလဲဆိုရင်3နဲ့ညီတယ်ပေါ့ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်ဒီနေ့သင်ခန်းစာမှာဆိုရင်ထပ်ကင်းရင်းနီးတွေเนาะထပ်ကင်းရင်းနီးတွေသင်ရတယ်ပြီးရင်နှစ်ထပ်ကင်းဒီဆိုတာဘာလဲသုံးထပ်ကင်းဒီဆိုတာဘာလဲဒါတွေသင်ရတယ်เนาะနောက်တစ်ခုကကြတော့ထပ်ကင်းရင်းအကြောင်းကိုရှင်းပြတယ်ပေါ့เนาะကဲဒါဆိုရင်နောက်ဗီဒီယိုမှာတခြားသင်ခန်းစာတွေကိုဆက်ပြီးလေ့လာကြရအောင်